ဒီလိုကိုတွေကချင်းသေးကြီးကိုဒီလိုရိုက်ကူးခဲ့ရတယ်။ Metro Gowan Mayer ရဲ့ logo တွေကချင်းသေးကြီးဟိန်းနေတဲ့ပုံကိုသူတို့တွေကခက်ခက်ခက်ခဲရိုက်ကူးခဲ့ရပါတယ်။ဒီ logo ဖြစ်ပေါ်လာဖို့အတွက်ချင်းသေးတွေအများကြီးကိုလည်းအသုံးပြုခဲ့ရပါတယ်။ချင်းသေးတကောင်ကိုဒီလိုဖြစ်လာစေဖို့သူတို့တွေဘယ်လိုများလုပ်ခဲ့ကြတာလဲ။ဒီနေ့မှာတော့ပြည်သက်ကြီးတို့ Metro Gowan Mayer ရဲ့ logo တွေကချင်းသေးကြီးကိုဘယ်လိုရိုက်ကူးခဲ့ရလဲဆိုတဲ့အမှန်တရားပါဝင်နောက်ထပ်နာမည်ကြီး logo တွေရဲ့နောက်ွယ်ကလူမသိကြတဲ့အချက်အလက်တွေအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဘယ် logo တွေများဖြစ်မလဲဆိုတာကိုတော့ဗီဒီယိုလေးထဲမှာဆက်ကြည့်လိုက်ကြရအောင်ပြည်သက်ကြီးတို့ရေ Amazon ကမ္ဘာကျော်ကမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Amazon ရဲ့ logo ကကြီးရှုမိသူတိုင်းကိုစိတ်ထဲရှင်းရှင်းလင်းလင်းဖြစ်သွားစေနိုင်စွမ်းရှိတဲ့ logo တစ်ခုပဲဖြစ်ပါတယ်။သူ့မှာ A နဲ့ Z ကိုဆက်ထားတဲ့မြားလေးတစ်ချောင်းရှိပြီးအဲ့ဒီမြားလေးကသူတို့စီမှာဝယ်ယူသူတိုင်းကျေနပ်ပြုံးပျော်သွားစေရမယ်ဆိုတဲ့အပြုံးတစ်ခုကိုရည်ညွှန်းပါတယ်။ဒါနဲ့မကသေးပဲအဲ့ဒီမြားလေးက A နဲ့ Z ကိုဆက်ထားတာဖြစ်တာကြောင့် Amazon မှာဘာပဲလို့အကုန်ရနိုင်တယ်ဆိုတဲ့သဘောလေးတက်ရောက်ပါတယ်။ဒါပေမဲ့ဆက်စချင်းတော့ကတော့ logo ကဒီလိုမဖြစ်ခဲ့ပါဘူး။အစပိုင်းမှာတော့ Amazon ကစာလုံးရဲ့အောက်မှာဒီအတိုင်းမြင်းချောင်းလေးပဲတားခဲ့တာဖြစ်ပြီးသူတို့အနေနဲ့နာမည်ပိုကြီးလာတဲ့အချိန်ကြာမှ logo ကိုဒီလိုမျိုးပြောင်းလဲခဲ့တာပဲဖြစ်ပါတယ်။ Ferrariလူတော်တော်များကတော့ကဘာကျော်ကားကမ္ပဏီဖြစ်တဲ့ Ferrari ရဲ့ logo မှာပါတဲ့မြင်းမုံက horsepower လို့ခေါ်တဲ့မြင်းကောင်ရီအားကိုရည်ညွှန်းတာဖြစ်တယ်လို့ထင်ကြပါတယ်။တကယ်တော့အဲ့ဒီလိုမဟုတ်ပါဘူး။ Ferrari ရဲ့တီထောင်သူဖြစ်တဲ့ Enzo Ferrari ကသူ့ရဲ့အထုပ်ပတ်တီမှာဒီမြင်းမုံကတကယ်တော့အီတလီရဲ့အတော်ဆုံးပိုင်လော်ဖြစ်တဲ့ Francesco Breccia ရဲ့လေယာဉ်ပေါ်မှာဆွဲထားတဲ့ပုံဖြစ်တယ်လို့ပြောပြခဲ့ပူပါတယ်။ Francesco Breccia ရဲ့မိခင်က Enzo ကိုသူ့အတွက်ကံကောင်းအောင်လို့ကားပေါ်မှာဒီမြင်းရုပ်လေးကိုထည့်ပါဆိုပြီးပြောခဲ့တာကြောင့်သူကထည့်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ Apple ကဘာကျော်ကမ္ပဏီကြီးဖြစ်တဲ့ Apple ရဲ့ logo နဲ့ပတ်သက်ပြီးလူတွေအထင်မှားနေတဲ့အချက်တစ်ချက်ရှိပါတယ်။တော်တော်များများကဒီ logo ဟာအင်္ဂလိပ်သင်္ချာပညာရှင်နဲ့ကွန်ပျူတာသိပ္ပံပညာရှင်တဦးဖြစ်တဲ့ Alan Turing ကိုနောက်ခံထားပြီးဆွဲထားတာဖြစ်တယ်လို့ယူဆကြပါတယ်။ Alan Turing ကအစိတ်ခတ်ထားတဲ့ပန်းသီးတစ်လုံးကိုစားမိတာကြောင့်တေသွားခဲ့ရတာဖြစ်တဲ့အတွက်သူ့ကိုနောက်ခံထားပြီးဆွဲခဲ့တဲ့ Apple ရဲ့ logo ကတကိုက်ကိုက်ခံထားရတဲ့ပန်းသီးပုံဖြစ်နေတာလို့ယူဆကြတာဖြစ်ပါတယ်။ဒါပေမဲ့တကယ်အကြောင်းရင်းကဒီလောက်ထိအံ့အားသင့်စရာတော့မကောင်းလှပါဘူး။ Apple logo ရဲ့ဒီဇိုင်နာဖြစ်တဲ့ Rolf Jemnok ကတော့သူ့အနေနဲ့ပန်းသီးကိုဒီလိုတကိုက်ကိုက်ထားတဲ့ပုံလုပ်ခဲ့ရတာကပန်းသီးရဲ့ပုံကိုပိုထင်ရှားပြီးကြွတက်လာစေခြင်းလို့ဖြစ်တယ်လို့ဆိုပါတယ်။အဲ့လိုမဟုတ်ပဲပန်းသီးတစ်လုံးလုံးကိုသာအသုံးပြုလိုက်မယ်ဆိုရင်အခြားလုံးဝနဲ့အသီးတွေနဲ့အထင်မှားသွားနိုင်တာကြောင့်လို့သိရပါတယ်။ Wikipediaသူ့ရဲ့ logo ကတော့ရိုးရိုးရှင်းရှင်းလေးပဲကဘာလုံးပုံစံလေးလုပ်ထားတာပါ။ဘာလဲဆိုတော့ Wikipedia ဆိုတာကကဘာဆွဲဆုံးကျမ်းတစ်ခုဖြစ်နေလို့ပါပဲ။အဲ့ဒီ logo မှာပါတဲ့အစိပ်ပိုင်းလေးတစ်ခုချင်းစီမှာမတူညီတဲ့ဘာသာစကားတွေကိုရည်ညွှန်းတာပဲဖြစ်ပါတယ်။သူနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာအကောင်းဆုံးအပိုင်းကတော့ပျောက်ဆုံးနေတဲ့စိတ်အပိုင်းလေးအကြောင်းပဲဖြစ်ပါတယ်။သူတို့အနေနဲ့ Wikipedia ကအချိန်နဲ့တပြေးညီအချက်အလက်အသစ်တွေထပ်ထပ်ဖြည့်နေတာဖြစ်ပြီးတော့ဘယ်သူမဆိုဘယ်ဘာသာစကားနဲ့မဆိုဖြည့်ပေးလို့ရပါတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ဒီလိုအပိုင်းအလွတ်လေးလုပ်ထားတာဖြစ်တယ်လို့ဆိုပါတယ်။ BMW နောက်ထပ်ကဘာကျော်ကားကမ္ပဏီတစ်ခုဖြစ်တဲ့ BMW ရဲ့ logo နဲ့ပတ်သက်ပြီးတော့လေလူတွေတော်တော်များများကဒါဟာလေယာဉ်ရဲ့ပန်ကားကိုရည်ညွှန်းတာဆိုပြီးအထင်မှားနေကြပါတယ်။အပြင်လူတွေမကပဲသူတို့ကမ္ပဏီကဝန်ထမ်းအချို့ကပါဒီလိုမျိုးပြောခဲ့ပူပါတယ်။တကယ်တော့ BMW ဆိုတာ Bavarian Motor Works ရဲ့အတူကောက်ဖြစ်ပြီးတော့သူ့ logo ကအဖြူနဲ့အပြာလေးက Bavaria အလံကိုရည်ညွှန်းတာပဲဖြစ်တယ်လို့ဆိုပါတယ်။ Pinterestအပေါ်ရန်တော့ပဲကြည့်မယ်ဆိုရင်တော့ဒီ logo ကတော်တော်လေးရိုးရှင်းတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ဒါပေမဲ့ပြည်သက်ကြီးတို့အနေနဲ့တေချာကြည့်မယ်ဆိုရင်တော့ P ဆိုတဲ့စကားလုံးလေးရဲ့ပုံကပင်အပ်တစ်ခုနဲ့တူနေတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။အဓိပ္ပာယ်ကတော့ဓာတ်ပုံတွေကိုပင်အပ်လေးတွေနဲ့နရံလိုမျိုးနေရာမှာထိုးတက်ကြသလို Pinterest ကလည်းဒီအတိုင်း digital ပေါ်မှာလုပ်လို့ရတယ်လို့ရည်ညွှန်းချင်တာပဲဖြစ်ပါတယ်။ Nikeကဘာပေါ်က logo တွေထဲမှာအရိုးရှင်းဆုံးနဲ့လူမှတ်မိလွယ်ဆုံး logo ကတော့ Nike ရဲ့ logo ပဲဖြစ်ပါတယ်။ဒါနဲ့မကသေးပဲသူကဈေးအပေါ်ဆုံး logo တစ်ခုလည်းဖြစ်ပါတယ်။အဲ့ဒီ logo ကိုကောလိပ်ကျောင်းသားတစ်ယောက်ကရေးဆွဲပေးခဲ့တာဖြစ်ပြီးတော့အဲ့ဒီအတွက်$35ပဲပေးခဲ့ရတယ်လို့ဆိုပါတယ်။အစပိုင်းမှာတော့ကမ္ပဏီပိုင်ရှင်ကဒီ logo ကိုမကြိုက်ခဲ့ပေမဲ့အခုချိန်မှာတော့အဲ့ဒီ logo ရောကမ္ပဏီရောကသူ့ကိုဘီလီယံနာတစ်ယောက်ဖြစ်သွားစေခဲ့ပြီဆိုတော့ကြိုက်သွားလောက်ပြီထင်ပါတယ်။ဒီအမှန်ချင်းပုံလေးကအရှိန်နဲ့လှုပ်ရှားနေတာကိုပုံဖော်ပြထားတာဖြစ်သလို Greek အောင်မြင်မှုနတ်ဖျားမှာ Nike ရဲ့အတောင်ပံကိုလည်းရည်ညွှန်းတာဖြစ်တယ်လို့ဆိုပါတယ်။ Lagos 1923ခုနှစ်တုန်းက Rini Lagos လို့ခေါ်တဲ့ပြင်သစ်တန်းနစ်ကစားသမားနဲ့သူအသင်းရဲ့ခေါင်းဆောင် Alan Moore တို့အတူတူလမ်းလျှောက်လာတော့ဆိုင်တစ်ဆိုင်မှာမိချောင်းတရေနဲ့လုံထားတဲ့အိတ်တလုံးကိုတွေ့ခဲ့ကြပါတယ်။ဒီလိုနဲ့နောက်ကစားပွဲမှာ Rini နိုင်ခဲ့မယ်ဆိုရင် Alan ကအဲ့ဒီအိတ်ဝယ်ပေးမယ်ဆိုပြီးအလောင်းစားလုပ်ခဲ့ပါတယ်။ကံမကောင်းစွာနဲ့ပဲအဲ့ဒီပွဲမှာ Rini တယောက်ရှုံးသွားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီသတင်းကိုသတင်းတောက်တယောက်ကကြားသွားခဲ့ပြီးတော့မနိုင်ပေမဲ့မိချောင်းတစ်ကောင်လုံးတိုက်ခိုက်ခဲ့တဲ့တန်းနစ်သမားဆိုပြီးသတင်းတစ်ပုဒ်ရေးခဲ့ပါတယ်။ဒီလိုနဲ့ Lagos ကလည်းအဲ့ဒီနာမည်ပြောင်ရသွားခဲ့ပြီးနောက်ပိုင်းမှာတော့သူ့ကမ္ပဏီကလည်းအဲ့ဒီမိချောင်းတစ်စိတ်ဖြစ်သွားခဲ့ပါတယ်။ Starbucks
နာမည်ကြီးကော်ဖီဆိုင်ကြီးဖြစ်တဲ့ Starbucks ကလည်းအရင်တုန်းကစီရတက်မြို့ကကော်ဖီဆိုင်ငယ်လေးဖြစ်ခဲ့ပူပါတယ်။အဲဒီဆိုင်ရဲ့ပိုင်ရှင်ကသူတို့မြို့ကသင်္ဘောသားတွေရဲ့တမိုင်းကြောင်းကိုကိုစားပြုနိုင်မဲ့ logo တစ်ခုဆွဲဖို့စိတ်ကူးခဲ့ပါတယ်။ဒါကြောင့်သူတို့ကကိုအပေါ်ပိုင်းဗလာကျင်းထားတဲ့ရေသူမပုံကို logo ဖြင့်ထားခဲ့ပါတယ်။နောက်ပိုင်းသူတို့ရဲ့ဆိုင်ခွဲတွေကိုကဘာအနှံ့မှာတိုးချဲခဲ့ချိန်ကြတော့စင်စာဥပဒေတွေကြောင့်ရေသူမရဲ့ရင်သားတွေကိုသပင်နဲ့ဖုံးလိုက်ရတာဖြစ်တယ်လို့ဆိုပါတယ်။ပတ်စီအပေါ်မှာပေါ်ပြခဲ့တဲ့ logo တွေနဲ့မတူပဲပတ်စီရဲ့ logo ကတော့ဒေါ်လာ1 သန်းတောင်ကုန်ကျခံပြီးဆွဲထားရတာဖြစ်တယ်လို့ဆိုပါတယ်ဒီဆက်ဝိုင်းပုံလေးအတွက်ဒေါ်လာ1 သန်းဘယ်လိုကုန်သွားတယ်ဆိုတာကတော့တွေးစရာပါပဲအခုချိန်นี้လည်းဘယ်သူမှတော့တေချာမသိရသေးပါဘူးဒါပေမဲ့ပတ်စီရဲ့နောက်ဆုံး logo ကိုဆွဲခဲ့ပေးတဲ့ agency ကတော့ဒီ logo ကတရုတ်ဖုံးရွှေပညာတွေ geo dynamic နည်းပညာတွေနဲ့အခြားနည်းပညာတွေကိုသုံးပြီးဆွဲထားတာဖြစ်တယ်လို့ဆိုပါတယ်အချို့ company တစ်ခုရဲ့ logo အတွက်ဘာလို့အဲ့လိုနည်းပညာတွေသုံးပြီးဆွဲခဲ့လဲဆိုတာတော့မပြောတတ်ပါဘူးပြည်သက်ကြီးတို့မက်တော်နဲ့1962ခုနှစ်တုန်းကမက်တော်နဲ့ဟာသူတို့ရဲ့ logo ကိုဆွဲပေးဖို့အတွက်ဂျင်းရှန်ဒလာဆိုတဲ့သူကိုငှားခဲ့ပါတယ်။သူက M ရဲ့ခြေထောက်လေးတွေကိုရှည်ရှည်ဆွဲချခဲ့ရင်ဒီနေ့မြင်နေရတဲ့မက်တော်နဲ့ရဲ့ logo ကိုဖန်တီးပေးခဲ့ပါတယ်။ဂျင်းကအဲ့ဒီ M စလုံးကအမျိုးသမီးတစ်ယောက်ရဲ့ရင်သားကိုကိုစားပြုတယ်လို့လည်းပြောခဲ့ပူပါတယ်။ကော်ဖီတို့ဘာဂါတို့ရောင်းတဲ့ဆိုင်နဲ့အမျိုးသမီးရင်သားနဲ့ဘာဆိုင်နဲ့တော့မပြောတတ်ပါဘူးပြည်သက်ကြီးတို့ရေ။အခုနောက်ဆုံးစိတ်ဝင်စားစရာအကောင်းဆုံးအကြောင်းကိုမပြောသေးခင်အကယ်၍ပြည်သက်ကြီးတို့အနေနဲ့ဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင်တော့ကျွန်တော်တို့ Top End ကို Like and Follow လုပ်ပြီးအားပေးခဲ့ကြဖို့တောင်းဆိုလိုပါတယ်။ Metro Gowan Mayorဒီ logo တွေကချင်းသစ်ကြီးရဲ့ပုံကိုအကောင်းဆုံးရိုက်နိုင်မှုအတွက်ချင်းသစ်တွေအများကြီးကနှိပ်စက်ခံခဲ့ရပါတယ်။ logo လေးတစ်ခုအတွက်ဘာလို့များသူတို့ကဒီလောက်ရက်ဆက်ခဲ့ကြတာလဲ။တကယ်တော့အဲ့ဒါကအလိမ်ညာတစ်ခုပါပဲ။ပြည်သက်ကြီးတို့အနေနဲ့ချင်းသစ်ကြီးကိုကြိုးတုပ်ပြီး Metro Gowan Mayor အတွက်ဓာတ်ပုံရိုက်နေတာကိုအင်တာနက်မှာမြင်မှုကြားလောက်မှာပါ။တကယ်တော့ဒါကလောက်ကျန်ထားတာပဲဖြစ်ပါတယ်။ဒီ logo ဖြစ်လာဖို့အတွက်တကယ်လက်တွေ့မှာတော့ချင်းသစ်တွေအများကြီးကိုလိမ္မာလာအောင်တင် जा ပေးရင်စိတ်တိုင်းကြတဲ့အထိရိုက်ကူးခဲ့ကြတာဖြစ်တယ်လို့ဆိုပါတယ်။ဒီ logo အတွက်ဘယ်ချင်းသစ်မှာနှိပ်စက်မခံခဲ့ရဘူးဆိုတဲ့အကြောင်းကိုလည်းကုမ္ပဏီဘက်ကထုတ်ဖော်ပြောကြားထားပါတယ်။ပြည်သက်ကြီးတို့ရောအခုဖော်ပြခဲ့တဲ့ logo တွေထဲမှာဘယ်တစ်ခုရဲ့နောက်ွယ်ကဇာတ်လမ်းကိုသဘောကျပါသလဲခင်ဗျာ။ပြည်သက်ကြီးတို့ရဲ့အမြင်ကိုလည်း comment မှာဝင်ရောက်ရေးသားပေးခဲ့ကြပါဦးနော်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။